We wish you a Merry Christmas. We wish you a Merry Christmas. We wish you a Merry Christmas and a Happy New Year. Merry Christmas and Happy New Year, everyone. And let's be happy. Let's see 2025မှာဆိုရင်တော့ဗောနော်ရီမန်းချက်ပန်းတိုင်တွေအိမ်မက်တွေထပ်ဆိုင် let's do natural disaster တွေဂျားထဲမှာအကုန်လုံးလည်းအတူတူကြော်ဖြတ်ပြီးသွားတော့အခုလိုမျိုးအသက်ရှင်နေထိုင်ခွင့်ရှိပြီးတော့ကိုဖြစ်ချင်တာလေးစူးစမ်းခွင့်ရှိတာကိုပဲ let's ပေါ့နော်ဖေအောင်ကျေးဇူးတင်နေပြီးတော့အားလုံးလည်းအရန်ကိုတော်ပါတယ်လို့ဒီလိုအချိန်လေးထိပေါ့နော်နေလိုက်ခဲ့ပြီးတဲ့အတွက်2026မှာဆိုရင် Alice အခုရှိနေတဲ့အခွင့်အရေး Alice ရဲ့အသက်ရှင်နေထိုင်မှုရော Alice ရဲ့စူးစမ်းပိုင်ခွင့်ရှိတုံးလေးကို Alice ချက်တဲ့သူအတွက်ကော Alice အတွက်ကောအများအားလုံးအတွက်ပါပေါ့နော်အကျိုးရှိစေမယ့်အရာတွေအများကြီးတည်ဆောင်လာဖို့အတွက် Alice စူးစမ်းပါမယ်စူးစမ်းနေပါတယ်Alice တဲဆောင်လာရရှိပါတယ်เนาะဒီတိုင်းပဲလက်လာမလာပါဘူး Alice အတွက်ပေါ့เนาะဘွားမှာအရေးကြီးဆုံးမှု3ခုနဲ့ပတ်သက်တဲ့ product ကို Alice ကလက်ဆောင်ထုတ်လေး3ထုတ်ထားတဲ့3ယောက်ကိုရွေးပေးမှာဖြစ်ပါတယ်ဘာတွေဖြစ်မလဲဆိုတော့ Alice နဲ့တူတူကြည့်လိုက်ကြအောင်အရင်ဦးဆုံးပေါ့เนาะ Alice အတွက် happy mood ကိုရစေမယ်ပစ္စည်းလေးပြောချင်ပါတယ် Alice ကအမွေးနက်လေးတွေအရန်ကြိုက်တာအမွေးနက်လေးအရန်ကြိုက်တာဆိုတော့ Alice အတွက်အရန်အရေးကြီး Alice အိမ်မှာအများတန်းပါဆို hand cream လေးပါတယ်ပေါ့နော်အဲကြောင့် Alice သုံးနေတဲ့ hand cream brand ထဲကမှအလုံးကြိုက်မဲ့အနံ့တစ်ခု Alice ပြင်ဆင်ထားပေးတယ်အများတန်းလက်ဆေးပြီးတိုင်း Alice အနံ့မွေးလေးရရင် Alice ကပျော်ရွှင်နေပြီးတော့ပို့ပြီးတော့လက်ဆေးတဲ့အရာကို Alice ကပို့ပြီးတော့ဘယ်လိုပြောမလဲအတိတ်ပဲရှိရလို့ခံစားရတယ်ကိုနဲ့ထိတွေ့မဲ့လူအတွက်လည်းပဲပေါ့နော် impression ကောင်းချင်ပြီးတော့သူတို့လည်း comfort ဖြစ်စေမယ်လို့ Alice ထင်လို့ hand cream က Alice တော့အရေးကြီးတယ်ဒီအမွေးနက်ထဲမှာဆို lotion လည်းအရင်အရေးကြီးရပေါ့နော်ရေမွေးတွေပါကြတော့မကြိုက်တာရှိရ allergy ဖြစ်တဲ့သူရှိရဒါပေမဲ့ hand cream တို့ lotion တို့ကြတော့ကို base ကိုတစ်ခုခံထားရင်အဆင်ပြေရပေါ့နော် lotion လည်းပဲ Alice ကြိုက်တဲ့ဒီ brand ထဲမှာပဲ soundtrack လည်းဖြစ်တော့ Alice ကနည်းနည်း moisturize ဖြစ်တဲ့ lotion လေးကိုတခြားလေးရေးထားပေးမွေးလေးပေါ့နော်မွေးတဲ့အနှံ့ဆိုရင် Alice အတွက် happy mood ကိုရစေတယ်ပေါ့နော်ဒီဟာကို Alice တယောက်အတွက်စီစဉ်ထားပါတယ်နောက်တစ်ထုပ်ကိုလည်းဆက်ပြမယ်နော်နောက်ထုပ်ကတော့ဒါပါဘာလဲဆိုတော့ list ပိုင်းဆိုင်ရာ product ပဲဖြစ်ပါတယ်အခုစောင်းသွင်းလက်ဖြစ်တော့ပေါ့နော်အသားရည်နှကန်းတွေအရင်အသားပတ်တဲ့အတွက် Alice တို့ဒီနှကန်းနဲ့ပတ်သက်တဲ့အရာဆို Alice တို့ confident ဖြစ်စေတဲ့ mood ကိုပေးတယ်ပေါ့နော်အဲဆိုရင် Alice ဒီ lip balm လေးတစ်ခုပြင်ဆင်ထားတယ်ပေါ့နော်တကယ်လို့နှကန်းကြီးမစိုးချင်ဆို तू ကနည်းနည်းလေးအယောင်ပပလေးပါတယ်ဆိုတော့တဘာဝ naturally healthy color လေးရစေမဲ့ဒါ lip product ပါ lip balm ပါပြီးတော့ဒီဟာဆိုရင်စောင်းသွင်းနဲ့ကိုက်မဲ့ပေါ့နော်ဒါဆို lip ဒါဘာလေးခေါ်မလဲlip clay ပေါ့နော်ဆောင်းသွင်းမှာဆိုရင်လည်းဆိုတာနှကန်းတွေကိုခဏမစိုးချင်ဘူးစိုးရင်သူကအဖက်လေးကွာတက်တယ်ဆိုတော့ဒီလိုမျိုးလေးတော့ tinted လည်းဖြစ်တယ်အကြိုင်လည်းခံတယ်ပေါ့နော် long lasting ဖြစ်တယ်ဆိုတော့ဒီဟာလေးကိုပြင်ဆင်ထားတယ်ဒါလေးစိုးပြီးတော့ဆောင်းသွင်းမှာ confident ရှိကြပါစေရှင်ဒီနှစ်ထဲမှာပေါ့နော်ပြီးတော့ဒီအရောင်လေးဆိုရင်အားလုံးနဲ့အသားရည်မျိုးစုံပေါ့နော်အသားဖြူမဲဝါပန်းပေါ့နော်အကုန်လုံးနဲ့လိုက်တဲ့အရောင်လေးလည်းဖြစ်တယ်ပေါ့နော်ဒါလေးက Alice အားလုံးအတွက်ဘသူကြလိုက်မဲ့အရောင်လို့ထင်လို့ Alice ရေးချယ်ထားပေးပါတယ်ဒီဟာဆိုရင်တော့ Alice အတွက် confident ရှိစေတဲ့ product လေးကဒီဟာလည်းတယောက်ရေးပေးမယ်နော်ပြီးတော့နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင် Alice ကို calm ဖြစ်ပြီးတော့ gorgeous elegant vibe ရစေတဲ့မှုရစေတဲ့ပစ္စည်းပေါ့နော်။ဘာဖြစ်မလဲဆိုရင်တော့ hair tonic ပါစပင်ကောင်းနေတယ်စပင်နေပေါ့ပါနေရဆိုရင် Alice ကဘယ်လိုပြောမလဲ calm ဖြစ်ပြီးတော့ပေါ့နော် elegant ဖြစ်နေရလို့ကိုခံစားရတယ်ပေါ့နော်ပြီးတော့ဒါကောင်းကဖြန်းလိုက်အေးလေးဆိုတော့လေရေချိုးပြီးဖြန်းလိုက်လို့အရင်စိတ်ငြိမ်သွားတယ်ပြီးတော့သူနဲ့တွဲရဲဆိုရင် Alice ကနှစ်ခုပြင်ဆင်ထားတယ်ဒါဆိုရင် Alice တို့ဟိုပါဘောနော်မဆက်ပေါ့နော်ခေါင်းကိုနှိပ်လို့ရတယ်ဒီလိုဘီလေးညနာလေးတွေကိုလည်းနှိပ်လို့ရတယ်လို့ခေါင်းဖြစ်စေတဲ့မှုကိုပေးတယ်ပေါ့နော် Alice တော့ခေါင်းဖြစ်တာအရင်အရေးကြီးဒီဟာဆိုရင်လည်းပဲလက်သေးရှည်တဲ့မမအတွက်ပေါ့နော် nails အရှည်ကြီးထားတဲ့သူအတွက်ဆိုရင်ခေါင်းရှုံလက်နဲ့ကုတ်ဆရာမလို့ပဲနဲ့ဒီဟာလေးနဲ့ကုတ်လိုက်တယ်ဆိုရင်ပေါ့အရင် comfy ဖြစ်ပြီးတော့ relax mood ကိုရတယ်ပေါ့နော်ဒါလေးလည်းတယောက်အတွက်စီစဉ်ထားပါတယ်ဒါလေးတွေက
ဒီ၃မျိုးစလုံးอ่ะပေါ့เนาะ Alice ကိုယ်တိုင်လည်းတုံးပြီးတော့ Alice ရဲ့ daily life မှာမဖြစ်မနေဖြစ်ပြီးတော့ Alice ဘဝရဲ့မတူညီတဲ့အရေးကြီးတော်မှုတွေကို boosted လုပ်ပေးတဲ့ product 3ခုကိုလက်ဆောင်3မျိုးစီ product 3မျိုးပေါ့เนาะအဲ့ဒါကိုလက်ဆောင်3မျိုးပြင်ဆင်ထားပြီးတော့3ယောက်ကိုရွေးချယ်ပြီးတော့လက်ဆောင်လေးပေးချင်ပါတယ်အားလုံးလည်းပဲလာမယ့်2026မှာပေါ့နော်ကျမ်းမာပျော်ရွှင်ပြီးတော့စန္ဒနဲ့ဘဝတစ်ထပ်တည်းကြပါစေပြီးတော့ကိုယ့်ရဲ့လိုရာပန်းတိုင်ကိုဒီဇိုင်းမမတ်နဲ့ချွတ်ချောချွတ်ချူမြန်မြန်လေးရောက်ပါစေလို့အလက်ဆုတောင်းပေးပါတယ် See you next year See you 2026 Bye bye